HOK မှာစောက်တိတ်ပဲမရှိတော့ဟီရိုများအတွဲချမိတ်ဆွေက crit တက်စားမယ်ဆိုရင်လည်းစတန်းမိမယ် crit ကိုနောက်ဆုတ်ပြီးစားရင်လည်းစတန်းမိမယ်တာဝါထဲမှာနေမယ်ဆိုရင်လည်းစတန်းမိမယ်နောက်ဆုံးခြုံနှက်ဖျက်ရှောက်မိမယ်ဆိုရင်တော့စတန်းကထပ်မိနေအောင်ပါဒါတော့အဝေးပဲရှိသေးတယ်အနားကသွားကတ်မယ်ဆိုလို့ရှိရင်တော့9စက္ကန့်လောက်တော့ကိုမာဝင်သွားမှတေးချတယ်မလင်းရော family ရောမှာဒါမကဗတ်တယ်ဆိုင်နိုင်စိတ်နှုတ်ရှက်စိတ်ကင်စာအပေးဆုံးစုကိုရရှိကြတယ်မွတ်ချစ်ပဲဖြစ်ပါတယ်ခင်ဗျအဲ့လောက်ဒီစိတ်ကင်စာပေးနေတဲ့မွတ်ချစ်ရဲ့စပယ်တွေကိုကျွန်တော်တော့ဖတ်ကြည့်လိုက်ကြရအောင်ကျွန်တော်နဲ့အတူစပယ်လေးကိုဝိုင်းပြီးရှင်းပြဖို့အတွက်ဒီနေ့ရဲ့ special guest လေးကတော့ Iceberg ဆန်ပဲဖြစ်ပါတယ်ခင်ဗျ Iceberg ဆန်ရင်ပတ်စလေးရှင်းပြလိုက်ပါအောင်ဗျ မိုးစရဲ့ပတ်စကရိုးရှင်းပါတယ်ဘေးစတဲ့3ချက်သားမှုစပက်တစ်ကွက်3ပြီးရိုင်းမှာရှေ့အကောင်တက်တက်ပြီးနေရိုင်းမှာဖြစ်ပါတယ် စပယ်1ကတော့ blitz game ဖြစ်ပြီးတော့သူကခုံပြီးတဲ့နောက်မှာတော့ပတ်စနဲ့တစ်ခါနေရင်ထက်ရိုက်မှာပါအတိတ်ပဲမရှိတာပေါ့နော်မွတ်ချစ်ရဲ့စိတ်ကင်စာအပေးဆုံး spare ကတော့ scale 2ပဲဖြစ်ပါတယ်ခင်ဗျတမန်အကွာလုံးနဲ့နှပ်ပြည့်နေမှာဖြစ်ပြီးတော့ထိတဲ့ကောင်ကတော့စတန်းမီနီမှာဖြစ်ပါတယ်ခင်ဗျ CD ကလည်းနဲ့မာနာလည်းမကုန်ဆိုတော့ခဏခဏစပန်လို့ရတဲ့ scale တွေမှာပါပါတယ်ခင်ဗျအမလေးအဲ့ဒီမိလေးကိုတော့ Iceberg ဆန်ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျ ultimate လေးကတော့နေရင်အဝါရဲလို့အပြီးမှာအမင်းနဲ့ရွာကို3စက္ကန့်လောက်လွမ်းအောင်ကိုမပေးမဲ့စီးစပယ်ဖြစ်ပါတယ် စဉ်းစားကြည့်ဗျာပတ်စစ်ကလည်းစတန်1ကလည်းစတန်2ကလည်းစတန်အဲ့ဒီမိကလည်းစတန်ဘောင်းစုံတဲ့ကောင်ကြီးကစောက်တိတ်ပဲရှိလားဒီမှမရှိဘူးဟဲ့